Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စေပြပါဒီနေ့မှာတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့တဲ့အတိုင်းပဲ17နှစ်ကြာပါဖြစ်တဲ့ဒီကွန်ပျူတာဒီ iMac ပေါ့နော်အဲ့ပေါ်မှာတော့တခြင်းတွေ cover လုပ်ကြည့်မယ်တခြင်းတွေ record လုပ်မယ် cover လေးရိုက်မယ်ပြီးရင် video edit လေးလုပ်ကြည့်မယ်ဘယ်လောက်ထိမောင်းလို့ရသေးမလဲဆိုတော့ကျွန်တော်တို့တူလိုက်ပြီးစမ်းသပ်ကြည့်ကြမယ်ပေါ့နော်ကျွန်တော်ဒီ set ရဲ့ stress လေးကိုချက်ပြန်ပြီးပြပေးမယ်သူက2013ကထွက်ထားတဲ့ set အခုဆိုရင်17နှစ်ကျော်ပြီကျွန်တော်ဒီ video တက်တဲ့အချိန်ဆို17နှစ်တောင်မကတော့ဘူးเนาะဘာလို့ဒီ set နဲ့လုပ်ပြလဲဆိုရင်တော့ budget ကြောင့်ပါသူကဈေးသက်သာတယ်ဆိုပေမဲ့17နှစ်ကျော်လောက်ကြာနေပြီဖြစ်တဲ့အတွက်ကြောင့်ဒီ set OE ကဘယ်လောက်တောင်မောင်းနိုင်သေးလဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းသိကျင်တာဖြစ်တဲ့အတွက်စမ်းပြတာဖြစ်ပါတယ်ချင်းသွင်းမယ်ဆိုလို့ရှိရင်ကျွန်တော် software ကိုရေးစဉ်းစားမယ်ပေါ့နော် digital workstation တနည်းအားဖြင့် DAW လို့ခေါ်ရပါတော့ကျွန်တော်ကတော့ Reaper ဆိုတဲ့ software ကိုသုံးပါတယ်အဓိကတော့ပတ်စံမရှိလို့ပေါ့ဗျာ Reaper ကတော့ရက်60 free လို့ပြောပေမဲ့ရက်60ကျော်သွားလဲဆိုတော့73နေသေးလို့ရတယ်တချို့လူတွေလည်း free software ဆိုလို့ရှိရင် Reaper ကို recommend ပေးတာများတယ်အဲကြောင့်မို့ကျွန်တော်ကလောလောဆယ် Reaper ကိုသုံးဖြစ်တယ်အခြားသော DAW တွေထဲမှာဆိုလို့ရှိရင်တော့ Apple ရဲ့ Logic Pro 8တို့ Ableton Live တို့ Pro Tools တို့ FL Studio တို့တော်တော်များသိကြမှာပါဒါပေမဲ့အဲ့ဒါတွေကတော့သူကပတ်စံပေးပြီးသုံးရတာများတယ်ဈေးလည်းနည်းကြီးရယ်ပေါ့နော်ထုံးစံတိုင်း free ရဲ့ဂုံးစင်းမဲ့ကျွန်တော်တို့လူတွေတော့ကကြတော့ Reaper ရှိမယ် Cakewalk ဆိုတဲ့ကောင်ရှိမယ်အဲ့ကောင်လည်းတော်တော်လေး powerful ဖြစ်တယ်ပြီးရင် GarageBand ရှိတယ် GarageBand ကတော့ Apple ရဲ့ product တွေမှာတော်တော်များပါတဲ့ဟာပေါ့နော် iPhone မှာပါမယ် iPad မှာပါမယ် Mac မှာပါမယ်သူကတော့အရင် powerful မဖြစ်ဘူးရှေ့ရ software တွေလောက်တော့အဲ့ဒါလေးသုံးလို့ရမှာပေါ့နော်ကျွန်တော်ကတော့လောလောဆယ် Reaper သုံးဖြစ်ပါတယ်ကျွန်တော်ကတော့ cover guitar cover ပဲကျွန်တော်လုပ်ကြည့်ပါမယ်ဆိုလိုက်လို့ရှိရင်တော့တော်တော်များတော့ပြည့်ပြည့်မပြေးလို့ရှိရင်တော့ report ဝိုင်းထူပါလိမ့်မယ်Okay ပါဆိုတော့ guitar ပဲနေ mic ပဲနေကွန်ပျူတာတွေကိုတွားဖို့ဆိုလို့ရှိရင်စက်တော်ရေးကိရိယာလေးလိုရပါတော့အဲ့ဒါကိုကျွန်တော် sound card လို့ခေါ်တယ် sound card ကိုသုံးရပါမယ်ကျွန်တော်ကတော့ဒီ Focusrite ရဲ့ Scarlett Solo တက်ကြံမှာကျွန်တော်သုံးထားတယ်အခြားဈေးသက်သာတာတွေလည်းအများကြီးရှိတယ် user မှာရောအသစ်ထဲမှာပေါ့နော်အခုနောက်ပိုင်း sound card တော်တော်များများကဈေးကတော်တော်လေးကို fair ဖြစ်လာပြီပေါ့နော်တက်တာလာပြီလို့တော့ပြောလို့ရပါတယ်နောက်ထပ်လို့သေးတဲ့ဟာတော့ optional တွေပါမပါလဲရပါတော့ sound card နဲ့ guitar ရှင်ရပြီတကယ်ကတော့တခြားကျွန်တော်ထပ်သုံးတာတွေထဲမှာပထမတစ်ခုကဒီ studio monitor speaker တွေပါဒီ iMac ရဲ့ built-in speaker နဲ့လည်းအဆင်ပြေတယ်သုံးလို့ရတယ်ဒါပေမဲ့ဒီ studio monitor ရဲ့ပိုပြီးအတန်ကာလာမှန်မှန်ထုတ်ပေးတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကလောလောဆယ် studio monitor နဲ့ပဲသုံးလိုက်မယ်ပြီးရင် guitar effect ကကြတော့ကျွန်တော်ဒီ Zoom ရဲ့ G14 multi effect processor ကိုကျွန်တော်သုံးတယ်သူကကြတော့ guitar သမားတွေလို့ခြေထောက်တွေနဲ့နေတဲ့ effect တွေအကုန်လုံးတစုတစည်းတဲ့ဟိုဒီ set တလေးတဲ့ဟိုသူက digitally ထည့်ပေးရလို့မျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါမပါလေရတယ်ကွန်ပျူတာမှာ free plugin တွေအများကြီးရှိတယ် effect တွေရောပြီးလို့ရှိရင် EQ ဘာညာအစုံပေါ့နော်နောက်ဆုံးကတော့ guitar ပေါ့နော်တကယ်ကိုကစုံမဲ့လူဆိုကျွန်တော် mic ပါလုပ်မယ်ပေါ့ပြောဖို့တစ်ခုကြံခဲ့လို့ sound card တွေကဝယ်လို့ရှိရင် DAW စီကတစ်ခါတည်းပါတယ်တက်ထပ်ပြီးတော့ license version တွေထပ်ဝယ်စရာမလိုဘူးသူနဲ့ collab လုပ်ထားတဲ့ DAW ပဲဖြစ်ဖြစ်သူ့ရဲ့ကိုယ်ပိုင် DAW ပဲဖြစ်ဖြစ်ပါတတ်တယ်အဲ့ဒါတွေမကဘဲနဲ့တစ်ခါကျရင် free plugin စီ free effect တွေပါတတ်တယ်ဒါပေမဲ့6လလောက်ပဲ free ရတာမျိုးလည်းဖြစ်တတ်တယ်ဒါကတော့ကိုယ်ဝယ်တဲ့ sound card ပေါ်မူတည်ရပါတော့တချို့ sound card တွေဆိုလို့ရှိရင်စက္ကန့်ဝယ်ပြီးရင်တော့မှအဲ့စက်မှာပါတဲ့ code လေးနဲ့ website မှာပြန်သွား claim ပြီးတော့ software တွေပြန် download လုပ်ရတယ်ဒါကတော့ကျွန်တော်လည်းနောက်မှသိတာပါနော်ဒါတွေကလိုရမရအောင်ထည့်ပြောပြတာပါပထမဆုံးအနေနဲ့ကျွန်တော်တချင်းရွေးမယ်ကျွန်တော်ကတော့ကျွန်တော်ရဲ့ favorite band ဖြစ်တဲ့ EDX ရဲ့သူရဲကောင်းဆိုတဲ့တချင်းကိုကျွန်တော်တီးပါမယ်တခုကြိုပြောချင်တာကကျွန်တော်က professional player လည်းမဟုတ်ဘူးကျွမ်းလည်းမကျွမ်းပါဘူးဝါနာပိုးလေးကြောင့်ရောနောက်ဒီ video ရဲ့ရည်ရွယ်ချက်ကြောင့်ဒီ set ကိုစမ်းနေတာကြောင့်ရောတန်းတန်းလောက်လေးကျွန်တော်တီးရဖြစ်တဲ့အတွက်မသေးတတ်တာတွေပြီးတော့တချင်းကိုပြည့်စည်နေလို့ဖြစ်နေလို့ရှိရင်ရောအကုန်လုံးတော့ကိုကျွန်တော်ကြိုပြီးတော့တောင်းပန်ပါတယ်ပထမဆုံးကျွန်တော်ဒီတချင်းကို vocal instrument တွေကိုတတ်စီခွဲမယ်ပေါ့နော် of course AI ကိုသုံးရမှာပါAI ရဲ့ကောင်းကျိုးဆိုးကျိုးတွေကတော့ကျွန်တော်ရှေ့ဗီဒီယိုမှာအများကြီးပြောခဲ့ပြီးပြီဒီ set ကြောင်းကိုလည်းကျွန်တော်တေချာပြောခဲ့ကြပါပြီမကြည့်ရသေးရင်တော့ပြန်ပြီးတွက်ကြည့်လိုက်ပါဆိုတော့ကျွန်တော်ဒီ website ကိုရင်သွားမယ်ပေါ့နော် moist.ai လို့ခေါ်တယ်တော်တော်များများကျွန်တော်စမ်းကြည့်ပြီးပါပြီဒီ website ကနေထွက်လာတဲ့ result ကတော်တော်လေးကို clean ဖြစ်ပြီးတော့တော်တော်လေးကိုကောင်းတဲ့ quality တစ်ခုကိုရတယ် free ထဲမှာပြောတာပေါ့နော်ပတ်စံပြီးပြီးသုံးလို့ရှိရင်တော့ဒီချက်ကောင်းတာအများကြီးရှိနိုင်သေးတယ်သူက dashboard app လည်းရှိတယ်ဖုန်းအတွက်လည်းရှိတယ်ဒါပေမဲ့ကျွန်တော်ဒီ set ပေါ်မှာသုံးနေတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီ website ကနေပဲကျွန်တော်သုံးကြည့်မယ်ပေါ့နော်တောင်းချင်လဲတောင်းပါတော့ website ထဲရောက်လို့ရှိရင်သူကအကောင့်ဝင်ပေးရမယ်ကျွန်တော်ကတော့အကောင့်လုပ်ပြီးသားဖြစ်တော့ကျွန်တော်ဒီနားလေးမှာ free user ဆိုပြီးတော့ပေါ်နေတယ်ပေါ့နော်
ပြီးရင်တော့ကိုလုံးမဲ့တချင်းကို drag and drop ဆွဲထည့်လိုက်ရုံပဲအဲ့ကြရင် option နှစ်ခုရွေးလို့ရမယ် vocal တစ် line နဲ့ကျန်တဲ့ instrument အကုန်ပေါင်းထားတာတစ် line ကိုခွဲပေးတာရယ် karaoke လိုမျိုးပါဗျာပြီးရင် vocal drum တွေ bass တွေ guitar တွေခွဲပေးတဲ့ဟာတစ်ခုရှိတယ်ဒါပေမဲ့အဲ့မှာအားနည်းချက် free user တွေအားနည်းချက်တစ်ခုကကြတော့ guitar လုံးမပြပဲအားသားလို့ပြတာအားသားထဲမှာဆို guitar line တွေအကုန်ပါတယ်2 line 3 line အကုန်ပါတယ်ပြီးရင် piano တွေပါလို့ရှိရင်လည်းအဲ့အားသားထဲမှာပဲပြုံပြီးပါတယ်အဲ့တစ်ခုထဲမှာအများကြီးပြန်ခွဲလို့တော့မရဘူးဒါ free user ရဲ့အားနည်းချက်ပါနော်ဒါပေမဲ့ကျွန်တော်တီးမဲ့တခြင်းတော့ကဒါကလုံလောက်တယ်ဖြစ်တဲ့အတွက်ကိုကျွန်တော်ကအဲ့ဒါကိုပဲရွေးလိုက်မယ် free user လေးတို့ကနည်းနည်း limitation လေးရတော့ရှိရပါတော့ထုံးစံတိုင်းပါပဲဒါကတော့သူကကြောက်တစ်လောက်9ခုပဲလုပ်လို့ရတာမျိုးရှိတယ်ပြီးရင်တခြင်းက9မိနစ်ထက်ကျော်လို့မရတာရှိတယ်ဒါပေမဲ့တခြင်းတော်တော်များများလည်း9မိနစ်မကျော်ပါဘူးပြီးကျွန်တော်ကပြောခဲ့တဲ့တခြား guitar ဟိုမှာ2 line ခွဲချင်တာ rather than lead တွေပြီးရင် piano တွေတက်ခွဲချင်တာဒါမျိုးတော့မရဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ကလည်း professional မဟုတ်ဘူးအဲ့တော့ကျွန်တော်တော့ကဒီ free နဲ့နေပဲလုံလောက်တယ်အဲ့တော့ကျွန်တော်ဒါကိုပဲရွေးလိုက်တယ် next လောက်လိုက်လို့ရှိရင်သူ့အတူခွဲနေလိမ့်မယ်10မိနစ်2မိနစ်လောက်ကြာလို့ရှိရင်ကြာသွားပါပြီတစ်လိုင်းချင်းထွက်လာပါလိမ့်မယ်ဒီအားသားဆိုတော့ကျွန်တော်ကပြောခဲ့တဲ့အတိုင်း guitar တွေ piano တွေအကုန်တွဲလိုက်ပြီးပါဘူးနော်ဒီချင်းမှာဆိုတော့ဒီ rather ရဲ့ lead ရယ်ဆိုပြီးတော့အားသားတွေမှာပါတယ်ပေါ့နော်ဒီချင်းတော့ကအဆင်ပြေတယ်ကျွန်တော် lead ရယ် solo ရယ်ခွဲပြီးတီးလိုက်အောင်ပေါ့နော်ပြီးရင်ကိုသုံးမဲ့ဒေါ်စဲမှာတစ်လိုင်းချင်းစီကို drag and drop နဲ့ဆွဲထည့်လိုက်မယ်ပြီးရင်နာမည်လေးတော့ပြန်တက်လိုက်ပါဗျာဥမာအဖြစ် vocal drum တွေ bass တွေပေါ့နော်ဆိုတော့ခွဲပြီးထည့်လိုက်မယ်ပြီးရင်တော့ကို guitar ကို plat ထိုးပြီးတော့စပြီး record လုပ်လို့ရပါပြီဆိုတော့ AI နဲ့ AM ကောင်းသေးဘူးပဲဆို convenient ဖြစ်တာတော့အမှန်ပဲကျွန်တော် guitar record လုပ်တာတော့တခုချင်းစီမပြတော့ဘူးအကျမ်းမြင့်မြတ်ပြလိုက်မယ်ဗီဒီယိုကြီးအရင်ရှည်သွားလိမ့်မယ်ဟိုတချင်း record လုပ်တဲ့ tutorial လိုမျိုးဖြစ်သွားမှတို့လည်းပါပါတော့ပြီးတော့ recording လုပ်တာလည်းတယောက်ကတူမှာမဟုတ်ဘူးအဲကြောင့်မလို့အကျမ်းမြင့်မြတ်ကျွန်တော်ပြလိုက်မယ် setup ကတော့ကျွန်တော် guitar နဲ့ effect ကိုကျွန်တော်ကြိုးထိုးလိုက်မယ်အဲ effect ကနေ sound card ကိုကျိုးပြန်ထိုးမယ်ပြီးလို့ရှိရင် sound card ကနေ iMac ကိုသွားမယ်အဲ့လောက်ဆိုရင်ရပါပြီ monitor speaker ဘာညာတော့မရှိလဲရရပါတော့အကယ်ရှိလို့ရှိရင်လည်း monitor speaker ကိုကြတော့ sound card မှာပြန်တက်မယ်ပေါ့ပြီးရင်တော့ guitar record လုပ်ဖို့အတွက်ကိုbacking rather guitar track အတွက်ကို left တက် right တက် record လုပ်ပါမယ်ဒီနေရာမှာ protest လေးတစ်ခုအနေနဲ့ကတော့ guitar record လုပ်လို့ရှိရင်အနည်းဆုံး2 line ကနေစပြီးလုပ်ပါအဲ့ဒီအတန်ကပို့ပြီးတော့ powerful ဖြစ်ပါတယ်ခုလောလောဆယ်ကျွန်တော်တို့ဆိုတော့ကျွန်တော်ခုဘယ် line ညာ line ခွဲပြီးတော့သွင်းတာမျိုးပေါ့နော်ကျွန်တော်ဒီ OG guitar track ဆိုတာကတော့ဒီ original guitar အတန်ကို reference ယူဖို့အတွက်ထည့်ထားတာပါတီးရင်တော့သူ့ကို mute ပြီးတီးပါတယ်ဘယ် line ညာ line တီးဖို့ရင်တော့နောက်ထပ် return တစ် line နည်းနည်းကွဲတဲ့ line တစ် line ရှိတယ်အဲ့ဒါကိုထပ်ပြီးတော့ကျွန်တော်တီးတယ်ပြီးတော့ solo အတွက်ဆိုလို့ရှိရင်လည်း lead guitar တစ် line ရယ်နောက်ဆုံးပြီးကနေနားလေးမှာ backing lead line လေး line ပါတယ်အဲ့လေးကျွန်တော်ထပ်တွင်းတယ်ပြီးတော့မှတချင်းအစမှာပါတယ် acoustic guitar ရယ် ID effect ရယ်အဲ့တောက်ကပါတဲ့တီးလုံးလေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ထပ်ပြီးတွင်းပါတယ်ကျွန်တော်အချာဆုံးနေရာတော့အဲ့ဒီလေး effect တွင်းတဲ့နေရာပုံမှန်လေးပြောရရင်ကျွန်တော်ဒီလေးဆိုတာလည်းအမှန်တမ်းပြောဒီချိုင်းနားမလဲဘူးပေါ့နော်ပိုရွှေ့ဒီရွှေ့နေပဲအနည်းဆုံးတူမဲ့ထင်တဲ့ဟာကိုကျွန်တော်ရမ်းလုပ်ထားတာပါအဲ့နေရာအချာဆုံးပါနောက်မှာ chorus မှာပါတဲ့ second guitar တောက်တစ် line ရှိသေးတယ်အဲ့လိုပြန်တည်းရလို့အဲ့ဒီနောက်ဆုံးနားလေးမှာကျွန်တော်ပြန်ထည့်ပါတယ်ပြီးွားလို့ရှိရင်တော့ကျွန်တော် mixing back ကိုသွားပါမယ် mixing လုပ်တဲ့အချိန်မှာကျတော့ကျွန်တော် second record ကိုလုပ်ထားတာ3 နိုင်လောက်ကြာတယ်ဒါပေမဲ့အဲ့မှာအစပိုင်း2 minute လောက်လဲပြီးလဲပြီးတော့နောက်ပိုင်းတစ်ခုအကုန်လုံး freeze သွားတယ်ဒါပေမဲ့ record ရရှိနေတယ်နောက်ပိုင်းအကုန် freeze သွားတယ်အဓိကလောက်တာတော့သူ့ရဲ့ original DAW မှာပါတဲ့ free plug ကြီးအဲ့ equalizer ပေါ့နော် EQ ကိုကျွန်တော်ကချိန်ရုံပဲဒါပေမဲ့အဲ့ဒါလည်းကျွန်တော်သိချာချိန်လားဆိုတော့မဟုတ်ဘူးကျွန်တော်သူ့မှာပါ preset လေးရှိတယ် preset လေးကိုပဲကျွန်တော်ကောက်ထည့်လိုက်တာပဲ compressor ကိုလည်းကျွန်တော်အဲ့တိုင်းပဲသူ့မှာပါ preset လေးတွေကိုပဲကျွန်တော်ထည့်ပြီးတော့အနည်းငယ်လိုတိုးကိုချော်လေးတွေပဲလုပ်ထားတာနားနဲ့အဆင်ပြေနေတယ်ဟာလေးတွေအဲ့ဒါပြီးရင်တော့ recording process ကပြီးသွားပါပြီဒီအထိကျွန်တော်လုပ်သမျှတော့ဒီစက်ပေါ်မှာအေးအေးဆေးဆေးပဲထက်တာလေးအောင်တစ်ချက်မရှိဘူးခုန second recording လေးတစ်ချက် freeze သွားလေးတစ်ခုကလွဲမှာပဲဗီဒီယိုတော့ကကြတော့ကျွန်တော်ခုနတီးထားသမျှတစ်လိုင်းချင်းစီအတွက်ကို angle လေး2 ခုစီလောက်ရိုက်လိုက်တယ်ရိုက်တာတော့တော်တော်များများနဲ့အဆင်ပြေတဲ့ iPhone နဲ့ပဲကျွန်တော်ရိုက်တယ်အခုလည်းကျွန်တော် iPhone နဲ့ပဲ record လုပ်တာအစကတော့ကျွန်တော် log footage နဲ့ပဲကျွန်တော်ရိုက်မလို့ဆိုပေမဲ့ cinematic လိုမျိုး blur effect လေးနည်းနည်းလိုချင်တဲ့အတွက်ကြောင့် view camera နဲ့ပဲရိုက်လိုက်တယ်ပေါ့နော် file size သေးချင်တာကြောင့်လည်းပါပေါ့ဗီဒီယိုedit လုပ်ဖို့အတွက်ကိုကြတော့ကျွန်တော်က DaVinci Resolve နဲ့ကျွန်တော်သုံးတယ်တုံးစံတိုင်း frame လို့ပေါ့ဗျာဘာလို့ဆိုကျွန်တော်ရောက်နေတဲ့နေရာမှာ piracy ကနည်းနည်းလေး short ရှိတယ် electronic law တွေကတကယ်ကိုကိုင်းတာအလကားကုန်သိရတယ်ဆိုပေမဲ့လည်းတကယ်မိလို့ရှိရင်ဝယ်သုံးရတဲ့အစားအများဆိုပိုကုန်တယ်အဲဒါကြောင့်ကျွန်တော်တတ်နိုင်တဲ့လောက်တော့ကျွန်တော်ရှောင်တယ်ပြီးတော့ကျွန်တော်ကပိတ်တွေဝယ်မသုံးနိုင်တာကြောင့်လည်းပါတာပေါ့နော်ဘာပြောနေအဲကြောင့်မို့လဲကျွန်တော်ဒီ budget friendly ဖြစ်တဲ့ဒီ iMac ကို sharing လုပ်ပေးနေရပါအဲ့တော့ပြန်ဆက်ရမယ်ဆိုလို့ရှိရင် DaVinci ရဲ့မှာ edit လုပ်မဲ့ file လေးတွေကျွန်တော်ဆွဲထည့်လိုက်မယ်ပြီးတော့တီးတဲ့အတန် file ကျွန်တော်ထည့်မယ်ပြီးတော့ကျွန်တော်ဗီဒီယိုမှာတီးတဲ့အနဲ့ခုန record လုပ်ထားတဲ့အတန် file နဲ့ကိုစင့်ဖြစ်အောင်ကျွန်တော်အကုန်လိုက်ညှိလိုက်မယ်ပြီးတော့ color grading လေးပါလေးအနေချင်းလောက်လုပ်color grading နဲ့ video edit လုပ်တာကြလဲတယောက်ကပုံစံမတူနိုင်တာမို့လို့ကျွန်တော်အကြမ်းမြင့်ပဲပြောလိုက်မယ်
ဆိုတော့ဒီထိလောကကန်ရတာမှာနည်းနည်းစပြီးတော့ထစ်လာတယ်တစ်ချက်အနေငယ်စောင်းရတယ်ဆိုပေမဲ့လုံးဝအလုပ်ကိုပြီးပြောင်းတော့လုပ်လို့ရတယ်ဒီညမှာ produce တစ်ခုလောက်ကျွန်တော်ထပ်ပြီးပြောပြမယ်ဒီ play ဘက်မှာ runner cache ကို smart လို့လုပ်ပြီးတော့ဒီ edit page မှာကျတော့ runner cache color output ဆိုတဲ့ဟာကိုဝင်မေးလိုက်လို့ရှိရင်ဒီအနီအောင်ဘားတန်းလေးပေါ်လာမှာပေါ့နော်အဲ့ဒီအနီအောင်ဘားတန်းလေးတစ်ခုလုံးကအပြာရောင်ပြောင်းသွားပြီဆိုလို့ရှိရင် edit လုပ်ရတာပို့ပြီး smooth ဖြစ်တယ်ရွှေရပြူရတာလည်းပါတယ်မထစ်တော့ဘူးပေါ့နော်အဲ့ဒါကြီးလုံးမှလည်းအဆင်ပြေလုပ်လို့ရတာပေါ့နော်နောက်တစ်ခုကတော့1080p နဲ့ပဲရိုက်ပါကျွန်တော်တို့ရှာချီ 4K နဲ့ရိုက်ပြီးတော့မှ 1080p ကို timeline မှာပြန်ပြောင်းမယ်ဆိုလို့ရှိရင်နှစ်ခါပြင်မှန်းပါတယ်ပြီးတော့ file size လည်းနည်းနည်းကြီးရတဲ့အတွက်ကိုလောက်ရတာပို့ပြီးတော့ထစ်တာငေါတာဖြစ်နိုင်တယ်ပေါ့နော်ပြီးတော့ဒီ set တွေက 4K အတွက် optimum ဖြစ်တော့တာတော့ထည့်ပြောနေစရာလုံးမထင်ပါဘူးဒီ runner လုံးမဲ့နေရတော့ကျွန်တော်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲ M1 processor တွေထက်3ဆလောက်ပိုနေတယ်ဆိုလိုပဲတကယ်လေ result ကကြာပါတယ်စောင်းမရအောင်ကြာနေတာမျိုးလည်းမဟုတ်ပါဘူးrunner clip လေးနဲ့အကျော်လေးပါလေး short လန်လေးပါလေး short အမ်ပုံလေးပါလေးစားအဲ့လိုချင်တာဆိုပေါ့ဗျာခဏ break ရတယ်လို့ပေါ့runner လုံးနေတဲ့ချိန်မှာတော့တခြားသော test တွေကို RAM တွေကိုကျွန်တော် recommend ပေးခြင်းတယ်ကဲအားလုံးပြီးသွားပြီဆိုတော့ result လေးကိုကြက်လောက် show ကြည့်အောင်နားတဲ့သွေးတွေထွက်လာလို့ရှိရင်တော့ကျွန်တော်တောင်းပန်ပါတယ်ဆိုတော့ဒီ17နှစ်ရှိသွားပြီဖြစ်တဲ့ DI Max ကဟောင်းနေပြီဆိုပေမဲ့လည်းသူဆန်နေရတော့အဆင်ပြေတဲ့လောက်ပြေးသေးရဲ့ဗျပြီးတော့ဒါမှမကသေးဘူးကျွန်တော်အခုပြောနေပြီးတော့တစ်လျှောက်လုံး15မိနစ်စာလောက်ကိုဒီစက်ပေါ်မှာပဲကျွန်တော် edit လုပ်တာပုံမှန် vlogger တယောက်တော့ကတော့ဒါကောင်းကောင်းကြီးလုံလောက်တယ်ဆိုတာတက်ကိုပို့တယ်ဒီ15မိနစ်စာ edit လုပ်တာကြတော့ခုနက3မိနစ်စာတက်တော့ပို့ပြီးတော့
ထစ်တာငေါတာရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်ခုနအပေါ်မှာပြောခဲ့သလို setting လေးတွေ on လိုက်တာမျိုးအဲ smart ပြောင်းလိုက်တာမျိုးလုပ်လိုက်လို့ရှိရင်တော့ထစ်ပင်မဲ့အကုန်လုံးအဆင်ပြေအောင်လုပ်လို့ရသေးတယ်ဒီကြားထဲကစာထုံးတဲ့ background music ဖြစ်တဲ့ကိုလင်းလေးရဲ့အဖေနဲ့မိနေတဲ့အိမ်တချင်းအပေါင်းပေါ့ဗျာအဲ့ဒီအကုန်လုံးကိုကျွန်တော်ဒီဆက်ပေါ်မှာ record လုပ်ထားတာအားလုံးလည်းမြင်ပါပါအခုစီဒါရှင်းဗီဒီယိုတော့လို့မျိုးကျွန်တော် log footage နဲ့ရိုက်တာတော့မဟုတ်ဘူး main camera app နဲ့ပဲကျွန်တော်ရိုက်တာသတိထားမိတဲ့လူတွေလည်းသတိထားမိပါပါအဲ log footage နဲ့ဆိုရင်တော့ file size ကမုန်းတဲ့မျိုးလို့ကွာတယ်ပြီးတော့ကျွန်တော်1080p ပဲရိုက်တယ် 4K ကျွန်တော်လုံးဝမလုပ်တော့ဘူး 4K ကတော့နောက်တစ်ခါအစားဆုံးပြန်ရိုက်ချင်တယ်ဆိုတော့စမ်းကြည့်ပေါ့နော်စရပါဗျာဆိုတော့ကိုက home recording လေးလုပ်ချင်တာမျိုးအဲ cover sound လေးဆိုပြီးတော့ Facebook YouTube ပေါ်တင်ချင်တာမျိုးဆိုလို့ရှိရင်ဒီဆက်ကအေးအေးဆေးဆေးလုံလောက်သေးတယ်တချင်းတစ်ပုတ် cover လုပ်ဖို့ဆိုတော့4မိနစ်5မိနစ်အလုံးစုံပဲဘူးဒီလို15မိနစ်တော့ edit လုပ်ကြလို့တဲ့တော့ကျွန်တော်ခုနဗီဒီယိုလို့ edit လုပ်တယ်လို့ပဲအနည်းငယ်ထစ်တာလောက်ပဲရှိမယ်ဒါပေမဲ့ကောင်းကောင်းကြီးလုံလောက်တယ်ပေါ့နော်ကျွန်တော်တို့ sales တွေလိုမျိုးအလုပ်တွေကိုတနေ့ကုန်လုပ်နေရတဲ့ဒီလိုခက်ခဲတဲ့ချိန်ကြားမှာဝါနာဆိုတာကွယ်ပြောင်းနေတဲ့လူတွေအတွက်အိမ်ပြန်ရောက်တဲ့အခါမှာ entertainment purpose ဆိုတော့ပဲဖြစ်ဖြစ်ဖုန်းတစ်လုံးနဲ့တညာလုံးနေရထက်ဒီလိုနည်းနည်းတက်တာထိုင်ပြီးတော့ကိုဝါသနာပါတဲ့ဟာကိုအချိန်ပေးခြင်းတဲ့အခါမျိုးမှာအဆင်ပြေစင်းလောက်ပြေပြီးbudget လည်း friendly ဖြစ်တဲ့ဒီလိုဆက်မျိုးတွေကတကယ်ကိုသုံးမှာပါတယ်အဲ့ဒါကြောင့်လည်းကျွန်တော်ဒီဆက်ကိုတော့ပြုလုပ်ပေးရအောင်နော်ကျွန်တော်မြန်မာနိုင်ငံမှာအများစုက latest and greatest တွေကိုလူတိုင်းမထိတွေ့နိုင်ဘူးပေါ့နော်ကျွန်တော်ပါမှာပဲ second hand use နေပဲကျွန်တော်လည်းလုံးထွေးနေခဲ့ရတာပေါ့နော်အဲ့ဒီတည်းမှာဒီလိုကိုနဲ့အဆင်ပြေပြီးတော့ budget လည်းတတ်နိုင်တဲ့လူဆက်မျိုးတွေကိုကျွန်တော်တို့ကရှာပြီးသုံးကြတာဖြစ်တဲ့အတွက်ကိုတချို့တွေအတွက်ကလည်းဒီ review တွေကရည်ရည်လိုမျိုးဖြစ်နေနိုင်ပေမဲ့တချို့တွေအတွက်ကတော့စဉ်းစားစရာလေးပေးနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ရှေ့ဗီဒီယိုမှာကျွန်တော်ပြောခဲ့သလိုပဲကိုကတတ်နိုင်တဲ့လူဆိုရင်တော့ပိုကောင်းတာပဲဝယ်ဖို့ကျွန်တော်ကြံပြုရပါတော့ဒီလိုဗီဒီယို content တွေကိုကြိုက်နှစ်တက်တယ်ဆိုလို့ရှိရင်တော့ like and subscribe လေးလုပ်ပေးသွားကြပါဦးနောက်ဗီဒီယိုမှာတော့ကျွန်တော်ဒီ iMac ပေါ်မှာ support မလုပ်တော့တဲ့ဒီ macOS Figura ကိုကျွန်တော်ဘယ်လိုတင်မလဲဆိုတာနဲ့တင်ပြီးသွားတဲ့အချိန်မှာဘယ်လိုနေလဲဘာတွေသုံးလို့ရလဲဆိုတဲ့ဟာကိုထပ်ပြီး share လုပ်ပေးပါမယ်အခုလည်းကျွန်တော် macOS Figura တင်ထားပြီးသားဆိုတာတော့အမီးလေးကြည့်နေဗီဒီယိုလည်းတော်တော်ရှင်းနေမို့လို့ဒီနေရာနေပဲကျွန်တော်နှုတ်ဆက်ပါတယ်အားလုံးပဲကျွန်တော် save လုပ်ပါ stay safe and see you guys in the next one peace